Hello ဒီနေ့ BOD မှာကျွန်တော်တို့စက်ဝိုင်းတွေထဲမှာမရှိမဖြစ်လိုအပ်တဲ့ diode အကြောင်းကို1မိနစ်အတွင်းပြောပြသွားမယ် diode ဆိုတာကလျှက်စီးအားကိုတစ်ဖက်တည်းသာဖြတ်ခွင့်ပြုတဲ့လျှက်စစ်ပစ္စည်းသေးလေးတစ်ခုပါတနည်းအားဖြင့်လျှက်စီးတကားလို့ပြောလို့ရပါတယ်ဖွဲ့စည်းပုံကိုရှင်းပြရရင် diode ထဲမှာ semiconductor စက်ကောင်မရပစ္စည်းနှစ်မျိုးဖြစ်တဲ့ type နဲ့ tape ပေါင်းထားပါတယ်တစ်ဖက်ကို node လို့ခေါ်ပြီးနှစ်ဖက်ကို cath လို့ခေါ်ပါတယ်အလုပ်လုပ်ပုံကတော့လျှက်စီးအားကိုတစ်ဖက်မှသွားလာခွင့်ရှိတဲ့အခါကို forward bias လို့ခေါ်တယ်။နောက်ဖက်မှသွားခွင့်မရှိတဲ့အခါကို reverse bias လို့ခေါ်တယ်။ဒါကြောင့် diode ဟာလျှက်စီးအားကိုတစ်ဖက်တည်းသွားအောင်ထိန်းပေးတဲ့လျှက်စီးတကားတစ်ခုပဲဖြစ်ပါတယ်။အသုံးများတဲ့နေရာတွေကတော့အဲကိုတပြောင်းတဲ့ rectifier စက်ဝိုင်းတွေ LED မီးလုံးတွေ voltage protection circuit signal circuit တွေမှာပါ။ဤကုန်းချုပ်ရရင် diode ဟာလျှက်စီးအားကိုတစ်ဖက်တည်းသွားခွင့်ပြုတဲ့စက်ဝိုင်းတွေကလျှက်စီးအမျိုးသားကြီး heterodyne ပဲဖြစ်တယ်။ဒီလို electronic ဗဟုသုတအတိုင်းအတာလေးတွေဆက်လက်သိချင်ရင် like နဲ့ follow လုပ်ပေးပါခင်ဗျာ။